အခုတစ်မျိုးတော်ချာတစ်မျိုးပြောတာကို English လို့ blowing hot and cold blowing hot and cold အခုတစ်မျိုးတော်ချာတစ်မျိုးပြောသည်အခုပဲလေပူတွေထုတ်လိုက်လေအေးတွေထုတ်လိုက်တဲ့သဘောပေါ့နော်အခုတစ်မျိုးတော်ချာတစ်မျိုးပြောတာကို English လို့ blowing hot and cold လို့ပြောပါတယ်ရရဆာဆာနေတာကို English လို့ live from hand to mouth live from hand to mouth ရရဆာဆာနေတာ live from hand to mouth သင်ကကုစားသွားမှာပါ time will heal everything time will heal everything အချိန်ကကုစားသွားမှာပါ time will heal everything လောကဓာတ်မှာပဲဒါကို English လို့ ups and downs of life ups and downs of life လောကဓာတ်မှာပဲ ups and downs of life လက်လူစပယ်မနေနဲ့ရေးသားမခိုးနဲ့ဒါကို English လို့ don't goof off don't goof off လက်လူစပယ်မနေနဲ့ရေးသားမခိုးနဲ့ don't goof off လို့ပြောပါတယ်ကဲဒါဆိုလို့ရှိရင်တော့အရန်ကိုသုံးလို့ကောင်းတဲ့စကားပြောအတူလေးတွေကိုအားလုံးမမိသွားမယ်လို့ထင်ပါတယ်ဒီလိုအသုံးဝင်နဲ့သုံးလို့ကောင်းတဲ့နေ့စဉ်သုံးစကားပြောအတူလေးတွေဘောဟာရာလေးတွေလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့နေ့ရဲ့ Future Web Page လေးကို follow လေးလုပ်ပြီးတော့အင်္ဂလိပ်စာလေ့လာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်